မင်္ဂလာပါဒီနေ့မှာတော့တာတီရဲ့တစိမေယာစသိမ်းမိုင်းကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားပါမယ်။ချောင်းနဲ့တူတူအဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်နော်။ဘလူတုံးကိုကြီးတာတီမြင်လားဗျ။ငါမြင်နေကြောက်ပဲ။ကိုကြီးသိမ်းမောင်ကကြုံမကြုတ်ပဲကိုဒါပေမဲ့သူကတခြားတစီတွေလည်းမဟုတ်ဘူးကွာ။လူတိုင်းပဲကွာကြောက်ခဲရ။ဒါဆိုရင်အမခင်စိန်နဲ့ဆက်ပြီးပေါင်းသိနေကြတာပေါ့ဟုတ်လားအေးဒါတော့သိကြတာပေါ့ကွာသူတို့နှစ်ယောက်လူ့ဘဝတုန်းကလိုပဲအတူတူနေကြတာကွာကိုကြီးသိမ်းမောင်ကလည်းဘာတွေထွန်းကြီးကိုအလုပ်တွေအလုံးကုလုပ်ပေးနေတာပဲရှားတော့ထွန်းပေးနှမ်းပုတ်ပေးဆိုတော့လူတိုင်းပဲပေါ့ကွာဒါပေမဲ့သူမိမတယောက်ပဲသူ့ကိုမြင်ရတွေ့ရစကားပြောလို့ရပုံပဲကွာဒါဆိုရင်ကြံကတိုးနဲ့ဇုံငတောင်းကိုတပ်ပစ်တာကိုသိမ်းမောင်ကြီးပဲပေါ့ဒါကတော့မပြောနိုင်သေးဘူးကွာကြောက်ခဲရမာရီညမဖဲဝါကိုမေးမယ်ဒါဆိုရင်ကျုပ်မီးလောင်ကုန်းကဒေါ်တုတ်ကိုသွားခေါ်ရမလားကြောက်ခဲကကျုပ်ကိုမေးတယ်ဟာမခေါ်နဲ့ကြောက်ခဲရဒီကိစ္စလူသက်မှုတွေနဲ့ဆက်ရင်ဆက်နေမှာလူသိခံလို့မဖြစ်ဘူးကွာငါမဖဲဝါရဲ့ကိုဝဲရုပ်ကလေးကနေပြီးတော့ပဲမေးလိုက်တယ်ဘာဗျမဖဲဝါရဲ့ကိုဝဲရုပ်ဟုတ်လားကိုကြီးတာဒီကျုပ်လေတခါမှမမြင်ဘူးပါလားဗျအဲ့ဒီကိုဝဲရုပ်ကဘယ်သူ့ကိုမှပြလို့မရဘူးကွာကြောက်ခဲရဩဒီလိုလားကျုပ်ကြောက်ခဲကိုလိုက်ပို့ပြီးပြန်လာခဲ့တယ်အိမ်ရောက်တော့မဖဲဝါကိုဝဲရုပ်ကလေးကိုထုတ်ယူပြီးမဖဲဝါကိုပြောလိုက်တယ်တင်းချိုင်းရှင်မကြီးမဖဲဝါကျုပ်တာတေကရိုးသေးစွာပြင့်ဖိတ်ပါတယ်ကျုပ်တို့ရွာမှာအင်မတန်ထူးဆန်းတဲ့ဖြစ်ပျက်ကြီးဖြစ်နေလို့ကျုပ်ကိုအိမ်မက်ထဲမှာတွေ့ခွင့်ပေးပါဗျာကျုပ်ကမဖဲဝါရဲ့ကိုဝဲရုပ်ကလေးကိုခေါင်းအောင်မှာထည့်ပြီးပေးလိုက်တယ်။လေရီတာတိုက်နေတာပြုတ်တည့်ရတွေကိုလေတိုးတဲ့အတန်ကြီးတွေကကြောက်စရာကြီးဗျာ။ကျုပ်စပင်းနေဆိုတာလေထဲမှာထောင်းထောင်းနေတယ်ပြုတ်လေကလေးလေအေးကြီးဗျ။ကျုပ်ဖြင့်ခဏတွင်းမှာနေချမ်းတောင်လာတယ်ဗျာ။တာတီမဖဲဝါရဲ့အတန်ဗျ။ဟိုကောင်မလေးရဲ့အတန်ပြုတ်ကျုပ်လိုက်ကြည့်လိုက်တော့ခါတိုင်းလိုပဲစနေရသည်ဘဝပင်ကြီးအောင်မှာရက်လို့ဗျမဖဲဝါကကျုံလက်မှာဆိုလို့ကျုံနဲ့ရွယ်တူလောက်ခါတိုင်းတွေ့နေကြကောင်းမလေးပုံဖန်ဆင်းပေးထားတယ်သူ့ရဲ့ဇပင်းမှာဆက်နေရသည်ပန်းအဝါလေးတစ်ပွင့်ကိုပန်ထားတယ်ထူးဆန်းတာကတော့လေတွေတော့တိုက်နေပေမဲ့မဖဲဝါရဲ့ဇပင်းတွေအဝိစားတွေကလုံးဝမလုပ်ဘူးဗျမဖဲဝါကျုပ်တို့ရွာမှာထူးဆန်းတဲ့ဖြစ်တစ်ခုဖြစ်နေလို့ဗျကျုပ်တို့ရွာကအမခင်စိန်ရဲ့ယောက်ျားကိုသိန်းမောင်ဆိုတာတေတာတစ်နှစ်လောက်ရှိပြီဗျဒါပေမဲ့ကိုသိန်းမောင်ကလူပဲသွားလာပြီးသူမိမနဲ့အိမ်မှာဆက်နေတိုင်းပေါင်းသိနေတာဗျရှားထုံနေတောင်သူလုပ်တယ်ကျုပ်ကိုယ်တိုင်တွေ့တာဗျမဖဲဝါရဲ့တာဒီသိန်းမောင်တစီဖြစ်နေတာနင်တို့မသိကြလို့တစီဆိုတာမျိုးတုံရှိတယ်သူလူဘဝပြုခဲ့တဲ့ကောင်းမှုတစ်ခုခုကြောင့်သူ့မှာကမစိတ်တွေရနေတာဟဲ့တာဒီရဲ့တချို့တစီတွေဆိုရင်ဗိမ္မာန်နေတောင်နေနိုင်တယ်မသိရင်နတ်လူတောင်ထင်နိုင်နေတာဒီတစီဆိုတာသူ့ကိုယ်ကိုသူ့ကံသူ့ကမစိတ်ထိရှိရင်လူနဲ့ပေါင်းသိနေထိုင်နိုင်အောင်နေမကပဲသားသမီးပါမွေးလို့ရတယ်တဲ့ဗျာကျုပ်မဖဲဝါပြောတာကိုအံ့ဩလိုက်တာဗျာကျုပ်ကြားမှမကြားဘူးလားဒါပေမဲ့သိန်းမောင်ကလူနှစ်ယောက်တက်လိုက်ပြီးသူ့ကိုကြိုးအောင်လှုပ်ပေးလိုက်တာဒီကြားလိုက်ရင်သူ့မှာအာဟုသူတွေများတဲ့ထက်များလာလိမ့်မယ်အခုလိုတစီဘွားကနေဘာမှမသိတော့တဲ့တစီအရိုင်းဆိုင်ကြီးဖြစ်သွားလိမ့်မယ်အဲ့ဒီချိန်ကျရင်နင်တို့ရွာသည်ဒီထက်ဒုက္ခရောက်လိမ့်မယ်အဲ့ဒီခါကျရင်လောက်ရတာလေခက်ခဲသွားလိမ့်မယ်အခုနေလို့ရင်ရပါသေးတယ်သူ့မိမကိုနားချခိုင်းပါဒါဆိုရင်ကြံကတိုးနဲ့ဇုံငတောင်းကိုတပ်ပစ်တာတစီကိုသိမ်းမှာပေါ့ဟုတ်လားမဖဲဝါဟုတ်တယ်တာဒီသိမ်းမောင်တက်တာသူ့မိမကိုဆွဲပြီးတစီဖြစ်တဲ့အကောင်မိမကိုလာပြီးထိတဲ့အကောင်တိုင်းတက်နေမှာပဲကျုပ်တော်တော်ကိုစိတ်ညစ်သွားပြီဗျို့လူတိုင်းဟာအမခင်စိန်ကိုမုံဆိုးမလို့ပဲတီးထားကြတာအမခင်စိန်ကလာလဲလာတော့လိုချင်ကြမှာပဲသူ့ယောက်ျားနဲ့ပေါင်းသိနေသေးပဲဆိုတာဘသူကသိမှာတော့ဗျာဟဲ့တာတီထတော့လေနင့်အကောင်ကြောက်ခဲတောင်ရောက်နေပြီအမေကကျုပ်ကိုလှုံနိုးလို့ကျုပ်နိုးသွားတာဗျို့ဟင်းကြောက်ခဲရောက်နေတာလားအမေအေးရောက်နေလို့ငါထမင်းချမ်းအောင်ကျွေးထားတယ်
မနေ့ကချက်ထားတဲ့စက်သားတွေရှိရနဲ့နင်းကြောက်ခဲကိုငါထမင်းကျွေးနေတာလေနင်းလဲထတော့လေမျက်နှာပါတစ်ပြီးထမင်းချမ်းစားတာပေါ့အဘရောနင်းအဘကရာထဲဆင်းသွားတယ်နင်းမလာခဲ့နဲ့တဲ့မှားသွားတယ်ကျုပ်ထမင်းချမ်းစားဖို့လို့တော့ဟိုကောင်ကြောက်ခဲကဝါတောင်သွားပြီဗျာကျုပ်ထမင်းစားရင်ပဲဒီကောင်နဲ့စကားပြောရတော့တာပေါ့ဗျာကိုကြီးတာဒီဘယ်လိုတုံးဗျာသိပြီလားသိပြီကြောက်ခဲငါသိပြီဟိုလူနှစ်ယောက်ကိုဘယ်သူတတ်တာတွေတုံးကိုသိမ်းမောင်တစ်စီတတ်တာတွေကွာဒီအကြောင်းကိုမင်းနဲ့ငါနှစ်ယောက်ပဲသိတာကောင်းမယ်ကြောက်ခဲဘယ်သူမှမသိစေနဲ့ကြားလားတမ်မဏိတောင်မသိစေနဲ့ကွာဟာစိတ်ချပါကိုကြီးတာဒီဟာအမခင်စိန်ကကျုံမဝမ်းခွေလေဗျာကိုသိမ်းမောင်ကကျုပ်ရောက်ဖာပဲဟာကျုပ်ရောက်ဖာတစ်စီဖြစ်နေပြီလူနှစ်ယောက်ကိုရဲဆက်ဆက်တပ်ပိတ်တဲ့ကိစ္စကိုကျုပ်ဘယ်ပြောရဲပါမလဲကိုကြီးတာဒီဟာအေးဟုတ်တယ်အဲ့ဒါကိုငါပြောတာငါအမခင်စိန်နဲ့တွေ့ပြီးစီစဉ်စရာတွေစီစဉ်ရမယ်ကွာကျုပ်ကအမခင်စိန်နဲ့သွားတွေ့တယ်ဘာထွေးတွန်းကြီးရောပေါ့ဗျာဘာထွေးတွန်းကြီးရဲ့မိန်းမအကြီးစိန်မှုလည်းရှိပါတယ်ကျုပ်ကအကျိုးကြောင့်တွေအားလုံးကိုပြောပြတယ်ဘာထွေးထွန်းကြီးတို့အိမ်မှာပြောပြတာပေါ့ဗျာအမခင်စိန်တို့အိမ်မှာပြောတာမဟုတ်ဘူးလေကိုသိန်းမောင်လူနှစ်ယောက်တက်တဲ့ကိစ္စရောနောက်လေအမခင်စိန်ကိုလာပြီးပတ်သက်တဲ့လူတိုင်းကိုသူတက်မှာဆိုတာရောပေါ့ဗျာဒီတော့ကိုကြီးသိန်းမောင်ကိုကျွတ်လွန်အောင်လုပ်ပြီးဖို့ကိစ္စကိုကျုပ်ကပြောပြတယ်အမခင်စိန်ကတော့ငိုတော့တာပေါ့ဗျာငိုတာမှရှာကြီးတငင်ကိုငိုတာဗျာကျုပ်ဖြင့်အမခင်စိန်ကိုကြည့်ရင်မျက်ရည်တွေဝဲလာတယ်ကျုပ်သိတာပေါ့ဗျာအမခင်စိန်ရဲ့ရင်ထဲမှာဘလို့ခံစားရမယ်ဆိုတာကျုပ်သိတာပေါ့ဗျာကျုပ်ချစ်သူလှရင်သေးတော့ကျုပ်ရင်ထဲမှာနှလုံးသားကွဲမတတ်ကျုပ်ခံစားခဲ့ရဘူးတာပဲလူကွေရမှာကျုပ်လေအမခင်စိန်ငိုသလိုကိုငိုခဲ့ဘူးပါတယ်အမခင်စိန်ရှာကြီးတငင်ငိုတဲ့အတန်ကိုကြတော့ကိုကြီးသိန်းမောင်တဆေကသူတို့အင်္ဂလိပ်တွေကပြေးထွက်လာတယ်ကျုပ်ကမျက်ကွင်းစေးကွင်းလာတော့မြင်နေရတာပေါ့ဗျာကိုသိန်းမောင်တဆေကဘာထွေးထွန်းကြီးတို့အင်ကြီးဘော်ကိုမတတ်ဘူးဗျအင်းရှိမှာပဲရက်ပြီးနားထောင်နေတာသူကြားတာပေါ့ဗျာအိမ်ပေါ်မှာကျုပ်တို့ပြောဆိုနေရတွေကိုသူအင်းရှိကကြားနေရတာပေါ့သမီးခင်စိန်ကြီးတာတီလာပြောတာဟုတ်တယ်သမီးနဲ့မောင်သိန်းမောင်တယောက်နဲ့တယောက်ဘလောက်ချစ်ကြတယ်ဆိုတာအဖေတို့သိပါတယ်သမီးရဲ့အခုတာတီလာပြီးရှင်းပြတော့မှပဲအဖေလည်းသဘောပေါက်တာသမီးရဲ့တစီဆိုတာလေကံပေါ်မှာမူတည်ပြီးအစင်အတန်းကွဲပြားကြတာပေါ့လေတချို့တစီတွေကအောက်သူကန်ကြီးဝါလို့လို့ချုပ်ရည်ယူပကာကလည်းလူမကြီးရဲလောက်အောင်ဆိုရနေကြတယ်အစားတော့ကလည်းတနေ့ကုန်လို့တော့ထမင်းလုံးတစ်စီရှာမရတဲ့တစီတွေလည်းရှိကြတဲ့ငါသမက်မောင်သိန်းမောင်ကတော့တစီဖြစ်တာတော့ကမစိတ်ထိရှိပြီးလူလိုပြန်ပြီးပြန်နေနိုင်နေတယ်ဒါပေမဲ့သမီးခင်စင်ကြီးဘွားချင်းကချားသွားကြပြီသမီးရဲ့ဒါဒီပြောတာတွေအဖေသဘောပေါက်တယ်ကြားလိုက်ရင်မောင်သိန်းမောင်မှာသမီးနဲ့ပတ်သက်တဲ့အာကုသူကံတွေများလာလိမ့်မယ်သမီးအဲ့ဒီခါကျရင်သူဒီလိုနေနိုင်မှာမဟုတ်တော့ပဲပုံစိုးပန်းစိုးဘွားစိုးကြီးဖြစ်သွားလိမ့်မယ်ဒီတော့မှသမီးယူကျုံမရဖြစ်ရမှာသမီးဒီတော့မောင်သိန်းမောင်ကိုကျွတ်လွတ်အောင်လုပ်ပေးလိုက်ပါတော့ကွယ်အမခင်စိန်ရှာကြီးတငင်ငိုပြန်ပြီပြို့ကျုပ်လေမျက်ရည်တုပ်ပြီးဘာထွေးထုံးကြီးတို့လင်မယားလေးမျက်ရည်တွေတွေ့ကြနေကြတာပေါ့ဗျာကျုပ်ကိုသိန်းမောင်တစီကိုလှမ်းကြည့်လိုက်တော့လက်သီးကြီးစုပ်ပြီးအန်ကြီးချိန်ငိုနေတာဗျအိမ်ဘော်ကအမခင်စိန်ကငိုအိမ်ရှိကကိုကြီးသိန်းမောင်ကငိုနေဗျာကျုပ်ဖြင့်ဘာပြောရမှန်းတော့မသိတော့ဘူးပြို့နောက်တော့အမခင်စိန်ရောကိုကြီးသိန်းမောင်ရောဆိတ်လျှော့လိုက်ကြပုံပဲဗျကိုကြီးသိန်းမောင်ကျွတ်လို့ဖို့စီစဉ်ပါတော့လို့ပြောပြီးသူတို့အင်္ဂလိပ်တွေကိုဝင်သွားကြတယ်ပြင်များနဲ့အောင်ငုံနေကြမှာပေါ့ဗျာကျုံနဲ့ဘာဖိတို့နဲ့တိုင်မင်းပြီးကျုပ်ဆရာတော်ဦးကုဏကိုပင်နေဆရာတော်ကိုလူဒါနပြုတယ်အိမ်နီးနားချင်းတွေကိုလည်းကိုသိန်းမောင်နှစ်ပတ်လေဆိုပြီးထမင်းကောင်းဟင်းကောင်းတွေကျွေးမွေးလှူဒန်းနေကျုပ်ကမျက်ကွင်းစေကွင်းပြီးကြည့်နေတော့ဆရာတော်ဟောတဲ့တရားတော်ကိုသိန်းမောင်တစီကကောင်းကောင်းကိုနာနေတာဗျတရားဆုံးတော့ရေစက်ခွက်ကိုအမခင်စိန်ကကင်နေကိုသိန်းမောင်ကလည်းကင်နေရေစက်ချပြီလို့အလုံးတာတို့ခေါ်တဲ့အချိန်မှာကိုသိန်းမောင်လည်းတာတို့ခေါ်တယ်ဟောပျောက်သွားပြီဗျကိုကြီးသိန်းမောင်တစီဖြတ်ခနဲကိုပျောက်သွားတာဗျဘဝတစ်ခုရဲ့အစကို
ရောက်သွားပြီနေမှာပေါ့ဗျာတာတီနင်းကိုဘလို့လဲဟင်အမခင်စိန်ကမျက်ရည်နဲ့ကျုပ်ကိုလှမ်းမိတယ်ဆရာတော်ပါဝင်အားလုံးကကျုပ်ကိုလှမ်းကြည့်ကြတာပေါ့ဗျာကျုပ်ကဘောင်းနှင်းပြလိုက်တယ်ကိုကြီးသိမ်းမောင်ကျုပ်သွားပါပြီလို့ကျုပ်လည်းတိတိကျကျပြောလိုက်ပါတယ်ဗျာဆရာတော်တီရဲ့တစီမယားဆိုတဲ့ဇလန်းလေးကတော့ပြီးဆုံးသွားပါပြီဇလန်းလေးကိုဆုံးဖြတ်လိုက်ပါနားဆင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ